လူ3ယောက်စာကြောက်ကြောလုံးလေးကိုဝင်မြပေးချင်ပါတယ်။ဒီဦးဆုံးအချိုရည်400မီလီလီတာကိုထည့်လိုက်ပါမယ်။ပြီးရင်တကြားသမင်းစားစွန်း4စွန်းခွဲထည့်လိုက်ပါမယ်။ပြီးရင်ကြောက်ကြောမုတ်လေးကိုသမင်းစားစွန်း1စွန်းခွဲခန့်ထည့်လိုက်ပါမယ်။ပြီးရင်ရေ400မီလီလီတာထည့်ပြီးတော့အကုန်လုံးပျော်ဝင်သွားအောင်အဆုံးပြတ်မွေပေးပါမယ်။ကုံလုံးပျော်ဝင်သွားပြီဆိုရင်မီးအပူပေးပြီးတော့တိတ်ထားပါမယ်နည်းနည်းလေးစတာနဲ့မီးပိတ်ပြီးတော့အေးခန့်ထားမယ်ပြီးရင်ခွက်ကြဲကြဲလေးထဲမှာထည့်လိုက်ပါမယ်ရေပူပေါင်းလေးတွေကိုလည်းဖယ်ထုတ်ဖို့မမေ့နဲ့တော့အဲ့လိုမှမဟုတ်ရင်ကြောက်ကြောမျက်နှာပြင်ကမတိမတက်ကလေးဖြစ်တော့တယ်လို့ပါပြီးလို့ရှိရင်ကိုစားခြင်းနဲ့စပစ်တီးပဲဖြစ်ဖြစ်ထည့်လို့ရပါတယ်ဗီဒီယိုမှာတော့ကီဝီတီးလေးကိုအထူမပါလေးပြီးတော့သုံးထားပါတယ်အခန်းပူချိန်မှာတင်ထားတာပဲဖြစ်ဖြစ်အေးလေးစားချင်းရေခဲတစ်တာမှာပဲဖြစ်ဖြစ်တနိုင်ခွဲလောက်ထားထားရင်ရပါပြီကြောက်ကြောလေးကအရင်လဲမချို့ဘူးကီဝီတီရဲ့ချူချင်းချင်းအရသာလေးနဲ့ထိမ့်ပြီးတော့အရင်စားကောင်းတဲ့ကီဝီတီကြောက်ကြောလေးရသွားပါပြီသဘောကျတယ်ဆိုရင်လိုက်လောက်စားကြည့်ကြဖို့မမေ့နဲ့နော်